သမီးကတော့လိမ္မာပါတယ်ဘာလို့လဲငါးနှစ်ရှိပြီယောက်ျားမယူသေးဘူးဘယ်ကလေးကယူနေလို့တော့ငါနှစ်ကငယ်သေးတယ်လीဟလာမယူဘူးမသိဘူးလိမ္မာတယ်မှန်တာသားကတော့ကြောက်ရတယ်နော်ဘာလို့လဲအဲ့ကောင်ရှာမှာမှဲ့ပါတယ်ဟင်အဲ့ကောင်နာမည်ခေါ်တဲ့လူကတော့တန်းသေးပဲဟာဟုတ်လားဟိုတနေ့ကသူ့အဖိုးတော်တဲ့ကနေပေးသိငုံပုတ်ပြီးပြန်ချလာတာအေးရောက်တော့နွားတွေဖြုတ်လက်တော့ကလေးထောက်တုံးရှိသေးရဲ့ကလေးကပြေးပြီးတော့ဖိုးဖိုးလို့ခေါ်လိုက်တာလက်တော့ထောက်နေနေဟာအမေတို့ပြေးသွားတာလိုက်တာအေးရှာမှာမှဲ့ပါတယ်အဲ့ကောင်ရှာသိပြင်းနေသတိထားဗျာသူနာမည်ခေါ်တဲ့လူကတော့တန်းသေးပဲဟိုတနေ့ကသူ့အဖွာလဲစလိတ်တော်ရင်းနဲ့ကလေးပကတ်လွှဲတာဟုတ်လားပကတ်လွှဲတော့ရှိသေးရဲ့ကလေးကပကတ်ထဲကနေငုတ်တုတ်ထိုင်ပြီးတော့ဖွာဖွာလို့ခေါ်လိုက်တာစလိတ်တော်နေနဲ့ဟာအမေတို့သေသွားတာဆွမ်းဟာမင်းရတာဆိုဒီကလေးတနေ့ငါနာမည်လဲခေါ်မှာပဲအေးမင်းသတိထားဗျာဒါဆိုတော့ငါနာမည်ခေါ်ရင်ငါလည်းသေတော့မှာပဲဆိုပြီးသေမှာကြောက်လို့ဆိုပြီးကလေးမမြင်အောင်ပကတ်အောက်ကနေလွှဲတာဟုတ်လားပေါ်တင်လွှဲတာဘာလို့လဲကလေးမြင်ခေါ်မှာကြောက်လို့အာနာကိုပဲပကတ်ထဲကနေဖေဖေလို့ခေါ်လိုက်တာအေးအဲ့ဒါဆိုတော့နင်းသေးပေါ့ပြက်ကောင်အနောက်ဘက်အိမ်ကကောင်ပြီးသွားဟာမားနေတယ်လीဖေဖေဆိုနေသေးရမှာလीဖေဖေဆိုမင်းသေးရမှာလေမသိဘူးနောက်ဘက်အိမ်ကကောင်နွားသာဖင်းနဲ့ဟောငါစဉ်းစားကြည့်ရတာဆိုဒီလိုရှိလိုက်မယ်